ပြောရရင်တော့ယုံဖို့ခက်မလားမသိဘူးလက်ရှိကမ္ဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ပြီးခဲ့တဲ့2 ပတ်လောက်ကမှပူပူနွေးနွေးဖြစ်ထားတဲ့ကမ္ဘာပထမဆုံးဒေါ်လာ900 ဘီလီယံကျွဲသွားတဲ့တတိElon Musk ဟာတစ်ချိန်လုံးကသူ့မှာရှိတဲ့အရာအလုံးဆုံးရှုံးသွားတော့မယ့်အခြေအနေနဲ့ကြုံခဲ့ဘူးတယ်ဆိုတာပါပဲသူ့မှာရှိတဲ့ပတ်စံတွေသူ့ရဲ့ company တွေသူ့ရဲ့အိမ်မက်တွေဒါရင်မကသေးပါဘူးသူ့ဘေးနားမှာရှိတဲ့လူတွေအားလုံးရဲ့ယုံကြည်မှုကိုပါဆုံးရှုံးရမယ့်အခြေအနေတစ်ခုပေါ့2002 ခုနှစ်မှာ Elon Musk ကသူပိုင်တဲ့ PayPal company ကို eBay စီကိုရောင်းလိုက်ရနေပြီးတော့ American dollar တန်180လောက်ရလိုက်တယ်အဲ့တန်180လုံးကိုလူများစုကမဖြစ်နိုင်ဘူးလို့ထင်တဲ့ company တစ်ခုမှာအကုန်လုံးရင်းနှီးမြှုပ်နှံပြီးတော့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စွန့်စားရကြလုံးနဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တယ်ပထမတစ်ခုက SpaceX ကို Elon Musk က2002 ခုနှစ်မှာပဲတည်ထောင်ခဲ့တယ်SpaceX ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်က reusable ဖြစ်တဲ့ပြန်အသုံးပြုလို့ရတဲ့ဒုံးပျံယာဉ်တွေထုတ်လုပ်နိုင်ဖို့နဲ့နောက်ပိုင်းမှာ Mars ဂြိုဟ်ပေါ်အထိလူတွေခြေချနိုင်ဖို့ပဲဖြစ်တယ်။နောက်တစ်ခုက Tesla သေးငယ်တဲ့လျှပ်စစ်ကားတွေထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် Elon Musk က Tesla ကုမ္ပဏီမှာငွေအလုံးကြီးသုံးပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေအများကြီးပြုလုပ်ခဲ့တယ်။လူများစုကတော့ Elon Musk ရဲ့လျှပ်စစ်ကားထုတ်လုပ်တဲ့အစီအစဉ်တွေကလုံးဝအောင်မြင်မှာမဟုတ်ဘူးလို့ထင်မြင်ချက်တွေပေးကြတယ်။လျှက်စစ်ကားတွေကနှီးတယ်ဈေးလဲကြီးတယ်ပြီးရင်ပြင်းစရာလည်းအရင်ကောင်းတယ်လို့အားလုံးကပြောကြတယ်။ဒါပေမဲ့ Elon Musk ကဂရုမစိုက်ခဲ့ပါဘူး။သူ့ရဲ့အိမ်မက်နောက်ကိုပဲဒီဇိုင်းမမှန်လိုက်ခဲ့တယ်။အဲ့လိုနဲ့2008 ခုနှစ်ကိုရောက်လာတယ်။2008 ခုနှစ်ကတော့သူတည်ဆောက်ခဲ့တဲ့အရာတွေအကုန်လုံးပျက်စီးသွားကန်တဲ့အချိန်မှာပဲ2008 ခုနှစ်မှာဖြစ်ပွားတဲ့ကမ္ဘာစီးပွားရေးပြက်ကတ်ကြောင့်ရင်းနှီးမြှုပ်နှံတဲ့သူတွေကလျှက်စစ်ကားကုမ္ပဏီတွေပြီးရင် SpaceX လိုမျိုး private rocket ကုမ္ပဏီတွေစီမှာရင်းနှီးမြှုပ်နှံဖို့ကိုအတော်လေးလက်တွန့်သွားကြတယ်။စွန်စားကအရင်ကြလုံးတယ်လို့လည်းမြင်လာကြတယ်။အဲ့လိုနဲ့ Elon Musk မှာငွေကြီးကြီးအခက်အခဲတွေအများကြီးတွေ့တယ်။ Tesla ဆိုရင်ဒီဝါလီခံရလို့နေပါဘူးဖြစ်နေပြီ။မြေနဲ့ရလှန်ဆိုင်ဆိုသလိုပဲတစ်ဖက်မှာလည်း10 နှစ်လောက်ပေါင်းလာတဲ့မိန်းမနဲ့ကကွဲသွားလိုက်သေးတယ်။အဲ့တော့သူတိဆောက်ခဲ့တဲ့အရာအလုံးဟာတခဏအတွင်းမှာပဲအကုန်ပျောက်ကွယ်သွားတော့မဲ့အခြေအနေမျိုးပေါ့အဲ့ဒီအချိန်လုံးကလူတွေအားလုံးကလျှက်စစ်ကားထုတ်ပြီးရောင်းဖို့ကြိုးစားနေတဲ့ Elon Musk ကိုယူနေတာလားလို့ပဲမြင်ကြတယ်ပြီးတော့အစိုးရမပါဘဲနဲ့အာကာသတွေကိုဒုံးပျံတွေလွှတ်ဖို့ကြိုးစားတဲ့ private rocket company SpaceX ရဲ့အစီအစဉ်ဟာလည်းမဖြစ်နိုင်ဘူးလို့ပြောကြတယ်အဲ့တော့ရင်းနှီးမြှုပ်နှံတဲ့သူတွေကဝေးဝေးကိုပြေးတော့တာပေါ့ Elon Musk ကိုယ်တိုင်တော့မှအဲ့ဒီနှစ်ကသူ့အတွက်အဆိုးဝါးဆုံးနှစ်ဖြစ်ခဲ့ကြောင်းအရာအလုံးပြီးသွားပြီလို့သူထင်မိခဲ့ကြောင်းပြောပြထားသေးတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့မပြီးဆုံးသွားခဲ့ပါဘူး။အဲ့လိုမျိုးအရာအလုံးအဆုံးသက်လို့နှီးပါဖြစ်နေတဲ့အချိန်တွေမှာမထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်ပျက်ခဲ့တယ်။ Elon Musk ကအဲ့ဒီအချိန်တွေတုန်းက Tesla အတွက်ထပ်ပြီးတော့ invest ရလုံးဝမကြံတော့ဘူးသူ့မှာပတ်စံ။ဒါပေမဲ့သူအလျှော့မပေးဘူး။သူအတိရင်းနှီးမြှုပ်နှံတဲ့သူတွေကိုသူ့ရဲ့ plan တွေကိုရှင်းပြတယ်။ဆက်ပြီးရင်းနှီးမြှုပ်နှံမှုကိုချောင်းဖြတွန်းအားပေးတယ်။အဲ့လိုနဲ့သူ့ရဲ့ Tesla ကုမ္ပဏီကဒီဝါလီခံရဖို့နိုင်ပိုင်းအလိုလေး2008 ခုနှစ်ရဲ့ Christmas အကြိုနေ့မှာဒေါ်လာ40 မီလီယံတန်း40ပေါ့တန်း40တန်နဲ့ investment တစ်ခုကိုရရှိပြီးတော့ရှေ့ဆက်နိုင်သွားတယ်။အဲ့ဒီအဖြစ်ဖြစ်ပြီးတော့တိတ်မကြလိုက်ဘူး SpaceX ကလည်း4 ချိန်မြောက်လွှတ်တင်တဲ့ Falcon 1 rocket ကဒီတစ်ခါတော့အောင်မြင်ပဲကမ္ဘာပတ်လမ်းကြောင်း orbit ထဲကိုလွှတ်တင်နိုင်သွားတယ်။အဲ့ဒီ rocket ကတော်တော်လေးအရေးပါပြီးတော့ Elon Musk ကိုအပြောင်းလဲတွေအများကြီးဖြစ်စေတယ်လို့ပြောလို့ရတယ်။ Space လိုမျိုး private rocket ကုမ္ပဏီတစ်ခုကဒါမျိုးလုပ်ပြနိုင်တယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တယ်။အဲ့လိုအောင်မြင်သွားပြီးတဲ့နောက်မှာ NASA ရဲ့ 1.6 ဘီလီယံတန်ကြီးရှိတဲ့ offer တစ်ခုကိုကမ်းလှမ်းခြင်းခံရပြီးတော့နောက်ထပ် project တွေမှာ SpaceX နဲ့အတူတူလက်တွဲလုပ်ဆောင်ဖို့သဘောတူညီမှုရခဲ့တယ်။ဆိုတော့ Tesla ရော SpaceX ကုမ္ပဏီရောနှစ်ခုလုံးဒေဝါလီခံရမယ့်အရေးကနေတပတ်အတွင်းလွတ်မြောက်သွားတယ်လို့ပြောလို့ရတယ်။လက်ရှိချိန်မှာတော့ Elon Musk လို့ပြောလိုက်တာနဲ့ပတ်စံအရန်ချမ်းသာနေတဲ့ဘီလီယံနာကြီးတယောက်လျှက်စစ်ကားတွေအာကာသဒုံးပျံယာဉ်တွေပိုင်တဲ့သူအစရှိသဖြင့်အရာအလုံးကိုအောင်နိုင်သူကြီးအသွင်ဖြစ်မြင်ရမှာပါ။ဒါပေမဲ့
ဒါတွေအားလုံးရဲ့နောက်မှာတော့ Elon Musk ဟာလည်းသူ့မှာရှိတဲ့အရာအားလုံးသူတိစောက်ခဲ့တဲ့အရာအားလုံးကိုဆုံးရှုံးသွားမဲ့အခြေအနေနဲ့ကြုံဖို့အရန်ကိုနှိစက်ခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့ပူပါတယ်